အားလုံးပဲမင်္ဂလာပါဝ Kingdom Channel မှာကြိုဆိုလိုက်ပါတယ်မွေးဖွားပြီးမိနစ်ပိုင်းနဲ့ငယ်ကြာမှတင်တားငယ်လေးဟာမိခင်ရဲ့ရရဆက်ဆက်စွန့်ပစ်ခြင်းကိုခံလိုက်ရပါတယ်တဘာဝဗီဇစိတ်အရာတားငယ်လေးဟာမိခင်ရဲ့ရင်ခွင်နွေးနွေးစီတို့ရိုင်းတိုင်တိုင်ရှောက်လန်းခဲ့ပေမဲ့မိခင်ဖြစ်သူကတော့သူမရဲ့ဥချိုတွေနဲ့သာထက်ခါတလဲလဲတွန်းထုတ်ခဲ့ပါတယ်မိခင်ဖြစ်သူဟာတလန်းထက်တလန်းဝေးကွာသွားချိန်မှာတော့အကူရမဲ့နေတဲ့တားငယ်လေးခများငေးကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးသူမဟာနောက်သို့တစ်ချက်ကလေးများတောင်လှည့်မကြည့်ခဲ့ပါဘူး။ရှေ့မှာရွှေ့ပြောင်းသွားနေတဲ့တမင်အုပ်ကြီးကိုအမိလိုက်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့မိခင်ဟာသူမရဲ့မွေးကင်းစာသားသမီးလေးကိုအဆုံးမဲ့ဖြူဖွေးနေတဲ့နှင်းတော်ထဲမှာချမ်းတုံစွာနဲ့တကောင်နဲ့ထားရစ်ခဲ့ပါတော့တယ်။တမင်ငယ်လေးဟာမိခင်ဖြစ်သူနောက်သို့အသေးအတန်အော်ဟစ်ငိုယိုပြီးလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အော်တန်တွေဟာအေးဆက်လာတဲ့လေပြင်းတွေထဲမှာပျောက်ကွယ်သွားခဲ့ပြီးမိခင်ဖြစ်သူကိုပြန်လှည့်လာအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။သို့တော်လည်းထိုအော်တန်တွေဟာလင်းယုံရွှေဝါတကောင်ရဲ့အာယုံဆိုင်မှုကိုတော့ဆွဲဆောင်မိသွားခဲ့ပါတယ်မိခင်ဖြစ်သူတမင်အုပ်ကြီးစီပြန်လည်မပူးပေါင်းနိုင်ခင်မှာတင်ပဲတားရဲ့တိရစ္ဆာန်ရဲ့ဆူးရှာတဲ့အော်မီတန်ဟာသူမရဲ့နောက်ကျောဘက်ကနေထွက်ပေါ်လာခဲ့ပါတယ်ထိုအတန်ဟာသူမရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ခံစားလိုက်ရပါတယ်ထိုခဏမှာတင်ပဲမိခင်ဖြစ်သူတွက်ချက်ထားသမျှဆုံးဖြတ်ချက်အားလုံးဟာပြာဖြစ်သူကြေမွပျက်စီးသွားခဲ့ပါပြီသူမဟာချက်ချင်းဆိုသလိုနောက်သို့လှည့်ကရှိသမျှအင်အားပြည့်နဲ့ပြန်လည်ပြေးထွက်လာခဲ့ပါတယ်။လင်းယုံရွှေဝါကြီးအောက်သို့ထိုးတုံမစင်းခင်စက္ကန့်ပိုင်းလိုမှပဲမိခင်ဖြစ်သူဟာတားငယ်လေးအပေါ်ခန္ဓာကိုယ်နဲ့အုပ်မိုးပြီးမိမိကိုယ်တိုင်အကာအကွယ်ပေးလိုက်ပါတယ်။လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကတင်တားငယ်လေးကိုစွန့်ပစ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိခင်ဟာအခုချိန်မှာတော့တားငယ်လေးကိုကာကွယ်ဖို့အတွက်သူမရဲ့အသက်ကိုရင်းနှီးလိုက်ပြန်ပါတယ်။မိခင်ရဲ့နှွေးထွေးတဲ့အကာအကွယ်အောက်မှာတမင်ငယ်လေးဟာသူ့ဘဝရဲ့ပထမဆုံးညကိုအသက်ရှင်လျက်ဖြတ်သန်းနိုင်ခဲ့ပါတယ်။နောက်တစ်နေ့အယုံတက်ချိန်မှာတော့တမင်ငယ်လေးဟာရိုင်တိုင်တိုင်နဲ့မတ်တက်ရက်နိုင်ခဲ့ပါပြီ။သူ့ရဲ့ခြေထောက်တွေဟာတုံရင်နေတော့မဲ့ဖြစ်ပေမဲ့အ ਨੇ ဆုံးတော့မိခင်ဖြစ်သူရဲ့နောက်ကနေရုန်းကန်ပြီးလိုက်ပါနိုင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်စိန်ခေါ်မှုကြီးကတော့အခုမှစတင်တာပါ